ကျွန်တော်ဒါချောနေကျွန်တော်ပင်ကိုချောဆိုကျွန်တော်ကြည့်အချိန်မှာပုံမှန်တော့ပို့ပြီးကြည်ပြီးတော့ဝင်းနေတာပေါ့လို့အသားဖွေးလာမှာလို့အသားတိတာအဲ့လိုကြည်လာမြူပါဘူးအဲကျွန်တော်ဗီဒီယိုကြည့်ဘူးရလို့သူများရဲ့ treatment လုပ်နေတဲ့အချိန်ဆိုအဲ့လိုလေဆာပြစ်နေတဲ့အချိန်တို့အခုဒီမှာတော့ငါလည်းအဲ့လိုဖုံးဖုံးအဲ့လိုနားမထင်တာတို့အဲ့လိုတစ်ခုခုဖြစ်နေတာပုံမှန်ပါပဲအေးဆေးပါပဲကျွန်တော်ဒါချောနေကျွန်တော်ပင်ကိုချောဆိုကျွန်တော်ကြည့်အချိန်မှာပုံမှန်တော့ပို့ပြီးကြည်ပြီးတော့ဝင်းနေတာပေါ့လို့အသားဖွေးလာမှာအဲ့လိုအသားတိတာအဲ့လိုကြည်လာအဲ့ကျွန်တော်ရက်ရှိအောင်ကျွန်တော်ဒါချောတော့မှဖြစ်ပါတယ်ဒါချောတော့မှာအားလုံးပဲကျွန်တော်လိုမျိုးအသားကြီးအဲ့လိုဖွေးမှမဟုတ်အဲ့လိုကြည်ပြီးအဲ့လိုတန့်နေခြင်းလို့ရှိရင်ကျွန်တော်ဒီအမီတော်ကိုအမြန်ဆုံးလမ်းခဲ့ဖို့အတွက်လည်းဖိတ်ခေါ်ပါတယ်